တန်ဖိုးကြီး product တွေကိုရောင်းချတဲ့စီးပွားရေးလုပ်ငန်းတွေမှာကိုယ့်ရဲ့ပြိုင်ဘက်ထက်ဈေးကွက်စီးပွားရေးမှာအပြတ်အသတ်သာပြီးတော့လက်ဦးမှုရယူနိုင်မဲ့အကောင်းဆုံးစစ်ဗျူဟာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ကျမကတော့ရန်ကုန်မြို့ရဲ့အချက်အချာအကျဆုံး prime area တွေမှာအိမ်ခြံမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက်ကို strategic အမြင်နဲ့စီးပွားရေးလုပ်ငန်းတွေမှာအကျိုးအမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးမြတ်ဟေတီပဲဖြစ်ပါတယ်ရှင်။တန်ဖိုးကြီးစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ကား showroom တွေစိန်တိုက်တွေကြောက်မြင့်ရတနာ showroom တွေပိုးရတိုက်တွေအဆင့်မြင့် restaurant တွေကိုဖွင့်မယ်ဆိုလို့ရှိရင်ရန်ကုန်မြို့ရဲ့အချက်အချာအကျဆုံးဈေးကွက်စီးပွားရေးနေရာကောင်းတွေဖြစ်တဲ့မိန်းလမ်းမခြေကြီးတွေပေါ်မှာလက်ဦးမှုရယူပြီးတော့ကိုကအရင်ဖွင့်လှစ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပြိုင်ဘက်ကကိုယ့်ကိုအတုခိုးပြီးတော့ကိုယ့်နောက်မှလိုက်လုပ်တယ်ဆိုလို့ရှိရင်တော့မှကိုယ့်လို investment မျိုးနဲ့ကိုယ့်လိုအချက်အချာနေရာကောင်းရရှိပြီးတော့အပြိုင်ဆိုင်တူပါပြီး live ဖွင့်ဖို့ဆိုတာဒီမလွယ်ကူတော့ပါဘူးအဲ့ဒါကိုစီးပွားရေးမှာ barrier to entry လို့ခေါ်ပါတယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကတန်ဖိုးကြီးမြင့်တဲ့ product တွေကိုရောင်းမယ်ဆိုလို့ရှိရင်အချက်အချာအကျဆုံးနေရာကောင်းတွေဆိုတာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုကိုယ်နောက်မှလိုက်လုပ်တဲ့ကိုယ့်ရဲ့ပြိုင်ဘက်တွေအလွယ်တကူလိုက်လံတူပလို့မလွယ်ကူနိုင်အောင်ကိုယ့်ကိုအမြင့်ဆုံးရောက်အောင်တွန်းပို့ထားတဲ့ကိုယ့်အတွက်အကောင်းဆုံးစီးပွားရေးခံတက်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးမြတ်ရဲ့ဒီ channel လေးကို follow လေးလုပ်သွားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်ပြန်ဆောင်ပါမယ်ရှင်